ကျွန်တော်တို့မိုင်ဒီထဲမှာဥဂိမ်းကအမီမပေးတော့လို့ဒီဂိမ်းကိုဆော့ကြည့်ပေးပါနော်ဒီဂိမ်းကတော့တကယ်အမီတွေအများကြီးရပါရဲ့နော်ဒီဂိမ်းလေးစဆော့ဖို့အတွက်ကျွန်တော်ရဲ့ဒီဗီဒီယိုအောက်ကမိုးလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနော်ဘူးပြန်ခံပေးလိုက်ပါဘူးပြန်ခံပေးသွားရင်မိုးကိုနှိပ်ပါပြီးဒီကျွန်တော်ဗီဒီယိုအောက်ကပေးထားတဲ့ link လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနော်အခုကျွန်တော်ဒီကြည့်နေတဲ့ဗီဒီယိုအောက်က link လေးပါနော်ဘူးပြန်ခံပေးဒီ link ကိုနှိပ်ပေးလိုက်ပါlink ကိုနှိပ်ပေးလိုက်တဲ့နဲ့တန်းပြီးကျွန်တော်ရဲ့ Telegram channel လေးထဲရောက်သွားပါမယ်နော်ကျွန်တော်ရဲ့ Telegram channel လေးထဲကဒီ application လေးကိုနှိပ်ပြီး download လုပ်ပေးပါdownload လုပ်ပြီး install လုပ်ပေးပါနော်လုပ်ပြီးတော့ဒီအဲ့ဒီ application တစ်ချက်ဝင်သွားပေးပါနော်ကို download လုပ်ထားတဲ့ application တစ်ချက်ဝင်သွားပေးပါဝင်ပြီးသွားရင်တော့ဒီအပေါ်ကနာလေးမှာကိုယ့်ရဲ့နာမည်လေးထည့်ရမယ်အောက်မှာကိုယ့်ရဲ့ဖုန်းနံပါတ်လေးထည့်ပေးရပါမယ်ကဲထည့်ပြီးသွားရင်ဒီ send OTP လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီမှာ OTP လေးကြားလာတော့ဒီနေရာလေးမှာဖြည့်ပေးရပါမယ်နော်ကျွန်တော် message မှာကြားလာတဲ့ OTP လေးကိုကျွန်တော်ဖြည့်လိုက်ပါမယ်ဖြည့်ပြီးရင်ဒီ login ကိုတစ်ချက်နှိပ်ပေးလိုက်ပါနော်အောက်က login ကိုကဲဒီလိုမျိုးအကောက်ဝင်သွားပြီဆိုလို့ရှိရင်ဒီလို Telegram channel လေးကိုအရင်ဆုံး join ပေးကြပါနော်သူတို့ဒီမှာ Telegram channel link ကိုနှိပ်လိုက်တာနဲ့ Telegram channel တက်တန်းရောက်သွားပါမယ်နော် channel လေးကိုပဲ join ပေးလိုက်ပါပြီးရင်ဒီဥစ္စာလေးကိုနှိပ်ပြီးမျိုးဗာလဲတချင်းလေးကိုပိတ်ပေးလိုက်ပါနော်ကဲပြီးသွားရင်ဒီ game လေးတက်ဝင်သွားပေးပါနော်မိုင်ဒီဥ game ထဲဘေးနားလေးက game လေးပေါ့ဒီ game လေးတက်ဝင်သွားပေးပါဒီဂိမ်းလေးကတော့ပထမအခောက်ဝင်အချိန်အများကြီးပေးရပါရင်တော့သူဒီမှာအောက်မှာလည်းရေးပြထားပါရင်တော့ပထမအချိန် login ဝင်ပါကအချိန်ယူပါလိမ့်မည်နောက်တစ်ချိန် login ဝင်ချိန်တွင်ပုံမှန်မြန်ဆန်းခေါ်မှုပါလိမ့်မည်ပေါ့နောက်တစ်ခါ login ဝင်တော့ခဏလေးနဲ့ဝင်သွားမှာပါနော်ကျွန်တော်တော့10မိနစ်လောက်စောက်ပြီးဝင်ရပါရင်နော်ဘာသာတို့လည်းဒီဂိမ်းထဲကိုစောက်ပြီးဝင်ရပေးပါโอเคဂိမ်းထဲဝင်ပြီးသွားပြီဆိုလို့ရှိရင် MB ဘယ်လိုရမယ်ဆိုတော့ကျွန်တော်ပြပေးမယ်နော်အရင်ဦးဆုံးကျွန်တော်ဒီနေရာလေးမှာကျွန်တော်ပြပေးလိုက်ပါမယ်ဒီနေရာလေးတွေကdata chain မီဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနော်ကဲဒီနားလေးမှာတကယ်ချင်းမိတ်ဆွေတို့မြင်နိုင်ပါရင်နော်ဒီမှာပတ်စံ185သိန်းနဲ့ဒါကျွန်တော်တို့ပတ်စံဂိမ်း100ပတ်စံပါနော်အခုကျွန်တော်တို့ဒီဆော့ထားတဲ့ဂိမ်း100ပတ်စံပါနော်ဒီမှာနော်အော် sorry အပေါ်မှာပါနော်ကျွန်တော်ပြပေးမယ်ကဲဒီနားလေးမှာပါနော်185သိန်းနဲ့ diamond 100ရှင် MB 900ရမှာဖြစ်ပါရင်နော်ဒီမှာအဲ့လိုမျိုးပဲအများကြီးရှိပါရင်နော်ပတ်စံနဲ့ဒါပတ်စံတကယ်မိုက်တဲ့ဖုံးပြီးတော့မဟုတ်ပါဘူးနော်ဒီဂိမ်း100ပတ်စံနေပါနော်ချမ်းရပါရင်နော်ဒီမှာ MB ရပါရင်နော်ကဲဒီတည်းကဗါလဲ diamond နဲ့ပတ်စံနှစ်ခုလုံးရှိမှသာရမှာပါနော် diamond နဲ့ပတ်စံဘယ်လိုရှာမလဲဆိုတော့ကျွန်တော်ပြောပြပေးသွားပါမယ်နော်အခုကျွန်တော်ရှိမှ diamond 10လုံးရှိပါရင်နော်ဘယ်လို diamond ရှာမယ်ဆိုတော့ diamond နဲ့ပတ်စံဘယ်လိုရှာမလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်နော် diamond နဲ့ပတ်စံချဖို့အတွက်အိမ်ဦးဆုံးကျွန်တော်တို့ဒီ game ထဲမှာပဲနော်သူပထမကဝင်တော့ဟိုဟာဒီကပါ6နှိပ်ခိုင်းမယ်နော်သူကလည်းနှိပ်ပြီးဒီလိုလေးသူနဲ့မနှိပ်ခိုင်းဘူးဆိုလို့ချင်းဒီ POV လေးကိုတစ်ချက်ဝင်သွားပေးပါနော်ဒီညလေးမှာတော့အချိန်လေးအနည်းငယ်ဆောက်ပေးရပါမယ်နော်ပထမခါဝင်အချိန်ဆောက်ပေးရပါတယ်ကဲဂိမ်းတက်ဝင်ပြီးသွားပြီဆိုလို့ချင်းဒီသင်းမောလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနော်ကျွန်တော်ပြပေးပါမယ်နော်ဒီသင်းမောလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါကဲဒီမှာကျွန်တော်ကတော့ level 5ရောက်နေပါပြီနော်ကျွန်တော်မလဲဟို level 1နဲ့3လေးကိုကျွန်တော်ဆောက်ပေးသွားပါပြီနော်ဒီ level 5ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးရင်ဒီထဲမှာဘာမှလည်းနှိပ်စရာမလိုပါဘူးနော်တိုက်ခိုက်မှုကိုတစ်ခါလေးနှိပ်ပေးလိုက်ပါကဲဒီမှာပါနော်ကျွန်တော်တို့ဒီမှာတိုက်ပေးရပါမယ်နော်ဒီဘက်ကတင်းမောနဲ့ဟိုဘက်ကတင်းမောနဲ့တိုက်ပေးရပါမယ်နော်ဒီမှာပါနော်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရှုံးမှမဟုတ်ပါဘူးနော်ကျွန်တော်တို့ application လေးသုံးထားတဲ့အတွက်ပါနော်ကဲဒီလိုမျိုးလေးပါနော်လို့တိုက်ပေးရပါမယ်တင်းမောလေးကိုလက်နဲ့ရွှေ့ပြီးတိုက်ပေးရပါမယ်နော်ကဲဒီမှာကျွန်တော်နိုင်သွားပါပြီနော်နိုင်သွားတဲ့အတွက်ကျွန်တော်ဒီနေ့လေးမှာတော့ဗာလက်ပတ်စံဒီထက်ပတ်စံပေါ့နော်300နဲ့ diamond တစ်လုံးရတာဖြစ်ပါရဲ့နော်ကျွန်တော်ပြပေးလိုက်ပါမယ်ဒါပွဲစဉ်ရတဲ့ diamond နဲ့ရတဲ့ပတ်စံနဲ့မတူပါဘူးနော်အနည်းဆုံး diamond တစ်လုံးတော့ရမှာပါနော်ကဲချိန်မှာကျွန်တော်နောက်တစ်ပွဲဆော့ပြပါမယ်နော်ကဲဒီပွဲလေးကျွန်တော်နိုင်သွားပါပြီနော်ကဲဒီပွဲမှာတော့ကျွန်တော်ဟိုဗာလေ diamond အပြာပေါ့နော်အပြာ60နဲ့ coin ဗာလေဒီထဲက coin ပတ်စံပေါ့ coin ပတ်စံ6000ရသွားတာဖြစ်ပါရဲ့နော်ကဲဒီလိုမျိုးပဲဆော့ပြီးဒီထဲမှာ diamond နဲ့ပတ်စံစုပေးရပါမယ်နော်ကဲဒါဆိုဒီ game လေးကထွက်မယ်ကဲဒီလိုလေးပေါ်ပြီးအချိန်အနည်းငယ်ဆောက်ပေးပါနော်ပထမခေါက်ဆိုအချိန်ဆောက်ပေးရပါတယ်
ကဲကျွန်တော်တို့ဒီနေရာရောက်ပြီးသွားပြီဆိုလို့ရှိရင်ပေါ့နော်ဒီအောက်ကကန်ဆန်းချင်းဒီမှာပတ်စံပါနော်ပတ်စံဒါ64ချက်မဟုတ်ပါဘူးเนาะဒါ6400ပါနော်ကဲဒီနားလေးရတော့ကန်ဆန်းချင်းဆိုတာလေးကိုတစ်ချက်ရွေးပေးပါနော်ကဲဆန်းချင်းထက်မှာလည်းဒီလိုမျိုးဒိုင်မွန်နေပေါက်ပါရဲ့เนาะဒိုင်မွန်ဗာလေဟို MB လဲရမယ်ဒိုင်မွန်နေပါเนาะဒီ MB လဲရမယ်ဒိုင်မွန်နှိပ်ဖို့အတွက်ဒီမှာကျွန်တော်တို့ပတ်စံ2000နဲ့ဒိုင်မွန်နဲ့လှည့်ပေးရပါမယ်เนาะကဲဒီမှာကြည့်ပါเนาะဒီမှာကျွန်တော်ပတ်စံနဲ့လှည့်လိုက်ပါပြီဒီမှာဒိုင်မွန်တစ်လုံးပေါက်ပြီးသွားပါပြီเนาะဒီလိုမျိုးပဲဒီကောင်ကတော့အများစုဒိုင်မွန်ပဲပေါက်ပါရဲ့เนาะ MB ပေါက်ရင်လည်း MB ရပါရဲ့เนาะဒီမှာဒီဘွဲလည်းဒိုင်မွန်ပေါက်သွားပါပြီเนาะဒီလိုမျိုးပဲကျွန်တော်တို့ဒိုင်မွန်စုပေးရပါမယ်เนาะကလို့ဒီနေရာမှာလှည့်ကတူပါလေ package တစ်ခုခုဝယ်ခိုင်းနေဆိုလို့ရှင်149ချက် package ပဲဝယ်ခိုင်းမှာပါเนาะအဲ့ဒီ149ချက် package ကိုဝယ်လိုက်ပါဝယ်ပြီး spin လှည့်လို့ရပါပြီเนาะဒီလိုမျိုးပဲကျွန်တော်တို့ဆော့ပြီး MB စုပေးရပါမယ်เนาะ MB မဟုတ်ပါဘူးပါလေ diamond နဲ့တော့ diamond စုပေးရပါမယ်เนาะအဲ့လိုမျိုးပဲ diamond နဲ့စုပြီးသွားပြီဆိုလို့ရှင်ဒီလှုပ်ရှားမှုတွေဝင်သွားပေးပါเนาะကျွန်တော်နောက်တစ်ခါပြပေးလိုက်ပါမယ်เนาะဒီလှုပ်ရှားမှုတွေတစ်ချက်ဝင်သွားပေးပါကဲဝင်ပြီးရင်ဒီနေရာလေးမှာတော့ data share မီဆိုတာဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနော်ကဲနှိပ်ပြီးသွားပြီဆိုလို့ချင်းဒီနေရာလေးမှာတော့သူပြထားပါရဲ့နော်ဒီမှာပါနော်ဒီမှာ diamond နဲ့ပတ်စံပြပါရဲ့နော်ဒီနေရာလေးမှာကျွန်တော်တို့ဒီမှာ diamond နဲ့ပတ်စံပြသွားပြီဆိုလို့ချင်း MB လဲလို့ရပါရဲ့နော်ဒီမှာကျွန်တော်အပေါ်က50 MB လဲလို့ဗါလဲလို့ရပါရဲ့နော်ကျွန်တော်လဲပြပေးမယ်နော်ကဲအမကဲဒီမှာ data ကိုအောင်မြင်စွာပြောင်းလဲပါပြီတဲ့ဒီမှာသူပြပါရဲ့နော် data ကျွန်တော်ဗါလဲကျွန်တော်ဒီမှာ diamond နဲ့ပတ်စံလေးနှုတ်သွားပါရင်တော့ကျွန်တော်ဗာလဲအကောက်ထဲပေါ့နော်ကျွန်တော်ဆင်းခဲ့တဲ့ MB 50ရောက်လာပါရင်เนาะအဲ့လိုမျိုးပဲ diamond နဲ့စုပြီး MB ကိုပြန်ပြောင်းပေးရပါမယ်เนาะကဲဒါဆိုဒီလောက်ပါပဲဒီလိုမျိုးနောက်ထပ်ဗီဒီယိုကြည့်ဖို့အတွက်ကျွန်တော်တို့ channel လေးကိုဒီ subscribe လေးကိုနှိပ်ပြီး channel လေးကို subscribe လုပ်ထားပေးပါလို့ကျွန်တော်တို့တောင်းဆိုချင်ပါတယ်ခေါင်းလောင်းလေးလည်းအော်မှထားပေးပါလို့ကျွန်တော်ပြောဆိုချင်ပါတယ်เนาะကဲဒါဆိုဒီလောက်ပါပဲ